အားလုံးပဲမင်္ဂလာပါเนาะဒုတိယရင်ချင်းမိတ်ဆွေညီကိုများအားလုံးပဲမင်္ဂလာပေါင်းပြည့်စုံနိုင်ကြပါစေလို့ဥစွာပထမကိုဖြိုးချန်ကနေကြိုဆိုလိုက်ပါလေဗျခင်အားလုံးပဲเนาะကျွန်တော်ကိုမြင်နေအားပေးတယ်ကျွန်တော်ရဲ့မျိုးတွေเนาะကျွန်တော်ကိုမြင်နေအားပေးကျွန်တော်ညီကိုမမများမိတ်ဆွေများအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့ဝိုင်းပြီး share ပေးပါ share ဝင် share လေးတွေလုပ်ထားပေးပါเนาะဘာကြောင့်လဲဆိုရင်အခုဗီဒီယိုဖိုင်လေးဒီဒါကျွန်တော်ကိုမြင်နေအားပေးတဲ့ကိုရင်မလေးအခုမှတွေ့တယ်ကျွန်တော်လုံသက်ကိုရင်မလေးအတွက်လာရောက်ပြီးတော့ကိုရင်မလေးအတွက်အကျိုးရှိတဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်လာရောက်ပြီးတော့ကျွန်တော်ဘက်ကနေပြီးတော့ကိုရင်မလေးလုံးဝကြိုက်တူပါလေဝါနာတူပါဆိုရဲကိုမလေးတွေ့တယ်ကျွန်တော်လာရောက်ပြီးတင်ဆက်ပေးတဲ့ခဏလေးဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ကိုမလေးအလုံးပဲကျွန်တော်တို့ဒီမနက်မှာတော့เนาะ38ထွက်သွားလို့လုံးဝစိတ်မညစ်ပါနဲ့เนาะ38ထွက်သွားလို့စိတ်တော့မညစ်နဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမနက်မှာလွှဲချုပ်မှုဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီညနေကိုတော့လုံးဝလွှဲချုပ်မှုဖြစ်အောင်လို့အကောင်းဆုံးပါကောင်းဆုံးတွေကိုရွေးပြီးလုပ်ထားတယ်အဲကြောင့်မို့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ညီကောင်မတွေကเนาะကျွန်တော်ဒီနေ့တနင်္လာလေးပေါ့ဗျာเนาะတနင်္လာလေး9ရက်တလပိုင်း2026เนาะတနင်္လာလေးကျွန်တော်တို့ညနေ4နာရီခွဲစီမှာကျွန်တော်မိန်ရောတစ်ခွက်ကောင်းလေးကိုပေးသွားဖြစ်တယ်เนาะမိန်ရောတစ်ခွက်ကောင်းလေးကိုပေးသွားဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ကိုင်မလေးဘက်ကတစ်ခွက်သေးပဲထိုးချင်ပါလေเนาะတခွက်သေးပဲထိုးချင်ပါလေတခွက်သေးပဲကစားချင်ပါလေလုံးဝအေကန်မုတ်ချလုံးဝအောင်မြင်ချင်ပါလေဆိုကိုမှတစ်ခါလဲကြည့်သွားပါတစ်ခါလဲယူသွားပါဝင်လိုင်းလမ်းမလေးနှိပ်ပြီးမယ်တယောက်မကျနေရှယ်ပေးမယ်တယောက်မကျနေမျှဝေပေးမယ်ဘာကြောင့်ကိုင်မလေးကိုရှုံရှားလေးနဲ့ဘာကြောင့်မျှဝေခန်းတာလဲတော့ကထိုးသည်တူတယောက်ရဲ့ပေါက်ဖို့တူတယောက်ရဲ့ရဖို့တူတယောက်ရဲ့အစင်ပြေဖို့ဆိုတဲ့ပုံစံမျိုးနဲ့လာရောက်ပြီးတော့တင်ဆက်ပေးတာမဟုတ်ပါဘူးเนาะကျွန်တော်တင်ဆက်ပေးတာဒီအများမြင်အများတွေ့အများပေါအောင်လို့ကျွန်တော်တင်ဆက်ပေးတယ်ကျွန်တော်ရဲ့လူအောင်ကိုယ်မလေးတွေပေါက်ရအောင်ကျွန်တော်ရဲ့လူသစ်ကိုယ်မလေးတွေပေါက်ရအောင်လို့ဆိုစိတ်စာနာလေးနဲ့ကျွန်တော်လာရောက်ပြီးတော့တင်ဆက်ပေးတယ်လာရောက်ပြီးတင်ဆက်ပေးရဖြစ်ကြောင်းမို့ကိုယ်မလေးဘက်ကနေတော့ယုံကြည်မှုရှိပါတယ်ကိုဖို့ရေကိုယူမာရောတော့เนาะမောင်လေးပေးရဲ့ပတ်သီးတွေမောင်လေးပေးတဲ့မယောကွက်လေးနဲ့ပဲယုံကြည်နဲ့လိုက်ဆော့ချင်ပါလေယုံကြည်နဲ့လိုက်ကစားချင်ပါလေလုံးဝအေကဲမို့ချလုံးဝအောင်မြင်ချင်ပါလေဆိုရင်ကျွန်တော်မိတ်ဆွေများညီကိုများအားလုံးပဲတစ်ခါလဲပဲကြည့်သွားပါတစ်ခါလဲကြည့်သွားပါလမ်းမလေးလေးတော့တယောက်မှကျနေတော့နှိပ်ပေးပါတယောက်ဝင်လာတယောက်နှိပ်ပေးပါနှစ်ယောက်ဝင်နှစ်ယောက်နှိပ်ပေးသုံးယောက်ဝင်လာသုံးယောက်နှိပ်ပေးပါတယောက်မှကျနေနှိပ်ထားပေးပါဘာကြောင့်ကိုရင်မရဲ့လမ်းမလေးတွေကဘာကြောင့်နှိပ်ခမ်းတာလဲဘာကြောင့်လုံခမ်းတာလဲဆိုကိုရင်မရဲ့လမ်းမလေးတွေအများကြီးရေးပါတယ်ဘလို့မျိုးတွေရေးပါဆိုကိုမရဲ့လက်မလေးဒီတယောက်နဲ့တယောက်ကြည့်တော့နှစ်ယောက်နဲ့နှစ်ယောက်ကြည့်မယ်သုံးယောက်နဲ့သုံးယောက်ကြည့်မယ်တယောက်မကျင်နေဝင်လာပြီဆိုတယောက်မကျင်နေတယောက်ချက်စီလေးပဲနှိပ်ထားပေးပါတော့ပတ်တိနဲ့ရှုံးတဲ့ညီကောင်မလေးပတ်တိနဲ့ကျွေးကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီညနေမှာပတ်ရမယ်ပတ်တိဒီ9-3ညပတ်တိကြိုက်တယ်နော်ပတ်တိကတော့9-3ညပတ်တိ9ကိုကြိုက်တဲ့ကိုင်မလေးက9ကိုပတ်ပါ3ညကိုကြိုက်ကိုမိုက်က3ညကိုပတ်ပါ9-3ညပတ်တိတုံးလာပါလိမ့်မယ်ကျွန်တော်အကြဆုံးပတ်တိဒီညနေမှာလုံးဝကိုရှုံးသမျှအကျွေးတွေကြည်အောင်လို့လုပ်ပြီးမဲ့ပတ်တိကတော့ဒီညနေမှာ9ပတ်တိဖြစ်တယ်နော်အကျွေးကြည်အောင်လုပ်ပြီးမဲ့ပတ်တိဒီ9ပတ်တိ9လဲကြိုက်တော့3ညလဲကြိုက်တယ်ဒါပေမဲ့ကျွန်တော်3ညကတော့ထိုးခြင်းလေကြည်အောင်နေအနေဖြစ်ပဲစော့မယ်ကစားမယ်9ကတော့ထိုးသမျှအကျွေးတွေကိုကြည်အောင်လို့ကစားလို့ရပါလေဒါပေမဲ့9ကိုကြိုက်တဲ့ကိုမလေး9နဲ့မိန်အိုကွက်လေးတွေကျွန်တော်ခေါ်ပေးပါမယ်နော်မမှတ်မိရင်ဘေးနားမှာဘုံနေစောက်လေးယူပေးပါမှတ်မိတဲ့ကိုင်မလေးကတော့ comment ထဲမှာတော့တယောက်မကျင်နေမှတ်ပေးပါလို့အားလုံးတွေနဲ့ပြောချင်တယ်နော်ပတ်တိကတော့9-3ညပတ်တိ9နဲ့မိန်ရောကွက်ဒီ9-3-5-8-5-5-5-9နော်9နဲ့ဆိုရင်9-3-5-5-5-8-5-9 3ညနဲ့မိန်ရောကွက်ဒီ3-4-3-8-3-9-3-9နော်3ညဆိုရင်3-4ရဲ့3-8ရဲ့3-9ရဲ့3-5ရဲ့ဖြစ်တယ်တော့အဲ့လိုထဲရပါမှာကျွန်တော်ဗရေကောလုံးပိုင်ကောချုပ်ပြီးသားတကွာကောင်းလေးဒီ90နမ6တကွာကောင်းကြိုက်တယ်နော်9-9ဒီမိုင်းရောတကွာကောင်းလေးဖြစ်တယ်တိမိပပနိုင်လေးထိုးခြင်းနဲ့ကျွေးလေးကြေခြင်းနဲ့မျက်လေးလိုခြင်းနဲ့တိကဘက်ကမတွေ့ရကိုမလေးဒီဘက်မှာတွေ့လို့လိုက်ပြီးစော့ခြင်းပါလေလိုက်ကစားခြင်းပါလေကန်ဆိုင်ခြင်းပါလေဆိုကိုမလေးအားလုံးမဒီရင်တော့ထိုးရမယ်တကွာကောင်းလေး59တကွာကောင်းကြိုက်တယ်လုံးဝကိုယုံကြည်မှုရှိရဆိုရင်လိုက်စော့ပါလိုက်ကစားပါကျွန်တော်မြင်နေပြောနေကြစကားလေးသည်ယုံကြည်မှုပါပဲเนาะယုံကြည်မှုဆိုတော့ကျွန်တော်ဘယ်ရမဆိုယုံကြည်မှုရှိဖို့လိုတယ်အဲကြောင့်မို့ကိုင်မရဲ့ဘက်ကနေပြီးတော့ယုံကြည်မှုရှိမှစော့ပါမရှိရင်လုံးဝမကစားနဲ့เนาะယုံကြည်မှုမရှိဘဲနဲ့မကစားနဲ့ဘာကြောင့်လဲကျွန်တော်ကန်နာလို့ပါเนาะမယုံကြည်မှုမရှိဘဲနဲ့ပေးလိုက်မယ်ဆိုရင်ကျွန်တော်ပေးရကဏ္ဍလေးကိုပေးလိုက်မယ်ဆိုရင်เนาะကိုင်မတွေအတွက်လည်းကန်နာတယ်ကျွန်တော်တို့အတွက်လည်းပင်မအကျိုးတယ်မနှက်ဖက်နဲ့ဆုံးရှုံးမှုတွေဖြစ်တယ်
အဲကြောင့်မို့ကျွန်တော်ဒီပေးတာဒီယုံကြည်မှုရှိတဲ့ကိုမလေးကိုပေးတယ်ကျွန်တော်နဲ့ဝါနာတူတဲ့ကိုမလေးကိုကျွန်တော်ပေးတယ်ဘာကြောင့်ကျွန်တော်ရထားတဲ့ခဏလေးကျွန်တော်ပေးတဲ့ခဏလေးကိုအမြဲတမ်းပေါက်ရအောင်အမြဲတမ်းရအောင်လို့ကျွန်တော်တင်ဆက်ပေးတယ်ရှုံးမရလေဒီသမားလေးကျွေးတွေကြည်အောင်စော့ပါဈေးဘူးကြောင့်ထိုးကမလေးတွေဈေးဘူးကြောင့်ထိုးပါလို့အားလုံးတွေပြောချင်ပါတယ်ကဲအားလုံးပဲကျွန်တော်တို့ပြပါနေကြတော့ဒီကလာကွက်ပြပါလေကဲအားလုံးပဲဘိုင်ဘိုင်ပါကျွန်တော်တို့ဟောဒီညာခွန်နိုင်မှာပဲပြန်ပြီးစုံကြပါမယ်ဗျာကဲအားလုံးပဲမင်္ဂလာပေါ့ပြည့်စုံကြပါစေကိုစိတ်နှံပြကျမ်းမာရေးချမ်းသာကြပါစေလို့ဒီဟာလေးကနေပြောဆုတောင်းပေးပါလေကဲအားလုံးပဲဘိုင်ဘိုင်ပါကျွန်တော်တို့ညာခွန်နိုင်မှာပဲပြန်တွေ့ကြပါမယ်ဗျာ